အားလုံးပဲမင်္ဂလာနံနက်ခင်းပါခေယူနာတော်သည်နံနက်တိုင်းအသက်ဖြစ်သည်လို့ဆိုထားတဲ့အတိုင်းဒီနေ့မနက်ခင်းမှာလည်းအသက်တော်ခေယူနာတော်နဲ့အတူဘုရားသခင်နဲ့အစပြုနိုင်ဖို့ Start Your Day with God ရဲ့ Drops of Light အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဖတ်ပြပေးမယ့်အကြောင်းအရာကတော့မုန်တိုင်းကြားကငြိမ်သက်ခြင်းလူသားတယောက်အနေနဲ့ဘဝမုန်တိုင်းနေကြားထဲမှာငြိမ်သက်ခြင်းရရှိဖို့ဆိုတာစိန်ခေါ်မှုတစ်ရပ်ပဲဖြစ်ပါတယ်။ယုံကြည်သူတွေအတွက်ကတော့ဘဝမုန်တိုင်းတွေကြားထဲမှာငြိမ်သက်ခြင်းရရှိဖို့အဓိကအားထားရာကတော့မုန်တိုင်းကိုငြိမ်းစေနိုင်တဲ့သခင်ယေရှုခရစ်ပဲဖြစ်ပါတယ်။တမန်ကျမ်းစာထဲမှာသခင်ယေရှုဟာမုန်တိုင်းတွေကိုငြိမ်သက်စေခဲ့တဲ့အကြောင်းကိုရှင်မာကုခန်းကြီးလေးအငယ်35မှ41မှာအခုလိုပဲဖော်ပြထားပါတယ်။ကိုရောဟာကျမတို့ရဲ့ဘဝမုန်တိုင်းတွေကိုလည်းငြိမ်သက်စေနိုင်တယ်လို့ယုံကြည်ခြင်းကအကြီးမားဆုံးငြိမ်သက်ခြင်းကိုပေးပါတယ်။ကိုရောသည်ထ၍တိတ်ဆိတ်ငြိမ်ဝတ်စွာနေဟုလေနှင့်ပင်လယ်ကိုဆုံးမတော်မူသဖြင့်လေသည်ငြိမ်၍အလွန်သာယာလေ၏။ရှင်မာကုခန်းကြီးလေးအငယ်39ကြုံတွေ့နေရတဲ့စိုးရိမ်ပူပန်မှုတွေကြောက်ရွံ့မှုတွေကိုဖျားသခင်ထံပြောပြပြီးဆုတောင်းခြင်းအပြင်စိတ်ရဲ့ဝန်တုပ်ဝန်ပိုးတွေကိုလျော့ပါသွားပါတယ်။ဖိလိပ္ပိခန်းကြီးလေးအငယ်6မှ9မှာဆိုရင်လည်းအဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲအရာရာ၌ယေရှုတော်ကိုချီးမွမ်းခြင်းနှင့်တကွဆုတောင်းပတနာပြုသောအဖြစ်သင်တို့တောင်းပန်လိုသောအကြောင်းအရာများတို့ကိုဘုရားသခင်အားကြားလျှောက်ကြလော့။ထို့သောပြုလျင်အဘယ်သူမျှကြံ၍မမီနိုင်သောဘုရားသခင်၏ငြိမ်သက်ခြင်းသည်ယေရှုခရစ်အားဖြင့်သင်တို့၏စိတ်နှလုံးတို့ကိုဆောင်မလိမ့်မည်ဟုဖော်ပြထားပါတယ်။ဒီဂတိတော်အတိုင်းဘုရားသခင်ပေးတဲ့ငြိမ်သက်ခြင်းကိုခံစားနိုင်ပါတယ်။ကျမ်းစာဖတ်ခြင်းအားဖြင့်ဘုရားသခင်ရဲ့ဂတိတော်တွေကိုသိရှိနားလည်လာပြီးကိုယ်တော်ရဲ့ချစ်ခြင်းမေတ္တာသစ္စာရှိမှုနဲ့တကူတော်အပေါ်ယုံကြည်စိတ်ချမှုကပုံမခိုင်မာလာမှာဖြစ်ပါတယ်။စာလံ23မှာဖော်ပြထားသလိုပဲဖျားသခင်ဟာကျမတို့ရဲ့သိုးရင်းရှင်ဖြစ်ပြီးအန်ရီရီကြားထဲမှာတော့လုံခြုံမှုပေးပြီးဥဆောင်ပေးနိုင်တဲ့ဆိုတဲ့အသည့်ကငြိမ်သက်ခြင်းကိုပေးပါတယ်။ဖျားသခင်ဟာအရာရာကိုထိန်းချုပ်ထားနိုင်တယ်ဆိုတာကိုယုံကြည်လက်ခံခြင်းကကျမတို့ထိန်းချုပ်လို့မရတဲ့အခြေအနေတွေအတွက်စိုးရိမ်ပူပန်မှုကိုလျှော့ချပေးပါတယ်။ကိုရောရဲ့အစီအစဉ်ဟာအမြဲတမ်းအကောင်းဆုံးဖြစ်တယ်ဆိုတဲ့ယုံကြည်ခြင်းကငြိမ်သက်မှုကိုပေးပါတယ်။တဖန်မိန့်တော်မူသည်ကငါသည်သင်တို့ကိုအကျိုးနည်းစေခြင်းကကြံစီသောအကြံမဟုတ်ပဲသင်တို့သည်မျှော်လင့်သောအကျိုးကိုရမည်အကြောင်းငြိမ်ဝတ်စေခြင်းကသာသင်တို့အဖို့ကြံစီသောအကြံတို့ကိုငါသိ၏ဟုယေရမိခန်းကြီး29အငယ်17မှာဖော်ပြခဲ့ပါတယ်။ပြောင်းလဲလို့မရတဲ့အခြေအနေတွေကိုလက်ခံတတ်ဖို့ကြိုးစားပါ။ကျမတို့ထိန်းချုပ်နိုင်တဲ့အရာတွေကိုသာအာရုံစိုက်ပြီးထိန်းချုပ်လို့မရတဲ့အရာတွေကိုဘုရားသခင်ထံလုံးလုံးအနံထားပါဘဝမုန်တိုင်းတွေကြားထဲမှာငြိမ်သက်ခြင်းကိုရှာဖွေရဲဆိုတာအလွယ်တကူရနိုင်တဲ့အရာမဟုတ်ပါဘူးဒါပေမဲ့ဘုရားသခင်အပေါ်စိတ်ချယုံကြည်ခြင်းကိုလက်တွေ့ကျင့်သုံးရင်းနဲ့တဖြည်းဖြည်းချင်းသင်ဟာမုန်တိုင်းကြားထဲမှာတော့ခိုင်မာတဲ့စိတ်နဲ့တည်ငြိမ်အေးချမ်းမှုကိုရှာတွေ့နိုင်မှာဖြစ်ပါတယ်အားလုံးပေါ်ဖျားရှင်ကောင်းကြီးပေးပါစေယေရှုခရစ်နာမ၌အာမင်